Hello guys, အားလုံးပဲမင်္ဂလာပါ Ophelia Developer ဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဆော့ပြမယ့် game ကတော့ The Twins ပေါ့နော်ဒီ game မှာကကျွန်တော်ကထောင်တခိုးတစ်ယောက်ပစ္စည်းတွေခိုးပြီးတော့ထောင်ကြတဲ့အချိန်မှာကျွန်တော်ကိုရဲတွေဘက်ကနေဒီအိမ်တိမ်မှာတော့ပြီးသူတို့ပြောတဲ့ပစ္စည်းသုံးဖို့ခိုးနိုင်ရင်ထောင်ထဲမှာတေးရန်ချမဲ့အစားလှုပ်ပေးမယ်လို့ပြောရဲပေါ့ဆိုတော့ကျွန်တော် video လေးကိုစလိုက်အောင်ကျွန်တော်စလာတော့အိမ်ပြင်ဘက်ကနေအပေါ်ရက်ကိုတက်လာတာနဲ့စာရေးထင်တယ်အဲ့တော့ကျွန်တော်ပတ်ဝန်းကျင်ကိုကြည့်လိုက်တယ်ပေါ့နော်ဘာရှိလဲဆိုတော့အိုးဒီမှာ crowbar တက်လက်ရှိပါတယ်ကဲဒါလေးနဲ့ကျွန်တော်တို့ဒါလားဟုတ်ပါတယ်ဒါလေးကျွန်တော်ဖွင့်လိုက်ပါမယ်ဟောဒုက္ခပဲဂိမ်းဆော့ပါအမလီကဲကျွန်တော်တို့ဒီအောက်ကိုဆင်းသွားမယ်ဆင်းသွားပြီဆိုတာနဲ့ကျွန်တော်တို့ဒီတန်းလေးရာသွားမှာထင်တယ်နော်ကဲသွားမယ်ကျွန်တော်ဒီအကြောင်းလေးတေးချာလေးလေ့လာပြီးမှ mission ကို accept လုပ်တာဖြစ်တဲ့အတွက်ကျွန်တော်ဒီဆုံးဒီ granny တို့ပါပါတယ်ဗောနော်တို့က guest ပါကျွန်တော်က invite လုပ်ထားဆိုတော့၄ယောက်နဲ့ဆိုအောင်မှာအဲ့တော့ကျွန်တော်တို့ဒီမှာအရင်ဆုံးတို့အတန်ပေးပြီးညှားကြည့်မယ်ဗောနော်ကဲလာမလားကျွန်တော်အမှာတော့ crowbar နဲ့အတန်ပေးလိုက်မယ်ပေးပြီးကျွန်တော်တို့ဒီ video တွေကိုဝင်ပြီးတော့ပုံးလိုက်မယ်ဗောနော်ကဲဝင်ပုံးပြီးပြီဆိုတာနဲ့ကျွန်တော်တို့ granny တို့လာတာကိုစောင့်ကြမယ်ဒီမှာတော့တို့ကလမ်းလျှောက်တာနှေးရလို့ကျွန်တော်ထင်တယ်အိုးနှေးရလို့လာပြောတာ granny ကတော့ရောက်လာပြီဗောနော်ဒါဆိုရင်တော်နှစ်ယောက်ရှိလဲတော့မသိ granny တယောက်ရောက်လာပြီကျွန်တော်ရှီထားမယ်၄ယောက်မှာအခုတစ်ယောက်ကိုမြင်ရပြီပေါ့နော်နောက်တစ်ယောက်ကဘယ်သူဖြစ်မလဲဆိုတော့အိုး तू ကအိမ်မြောင်နဲ့တူရယ်နော်ပိန်ညောင်ပြီးတော့ကျွန်တော်တို့ကိုပိန်ညောင်လို့နာမည်ပေးလိုက်မယ်နောက်တစ်ယောက်ကဘယ်သူဖြစ်မလဲဆိုတာကြည့်လိုက်ရအောင်ကဲနောက်တစ်ယောက်ပါလာပါပြီဒါကတော့ဖတ်တီးပေါ့နော်ဒါတို့အမွှာညီကို2ယောက်မှာတစ်ယောက်ကကိုပိန်ညောင်နောက်တစ်ယောက်ကကိုဖတ်တီး granny ရယ်ဆိုတော့ဒါ3ယောက်တော့ကျွန်တော်အခုတွေးလိုက်ပြီကဲအိုးgranny အထောင်ချောင်းနဲ့ပဲဒီကိုဖတ်တီးကတတိမိသွားတယ်ကဲဒါဆိုရင်ကျွန်တော်တို့မီးဖြတ်မယ်ပေါ့နော်ဒီအိမ်မှာမီးဖြတ်လို့လည်းရတယ်လို့ကျွန်တော်သတင်းကြားထားပါတယ်ကဲဒီညောင်းထဲကိုဆင်းမယ်ဆင်းပြီးမီးဖြတ်တဲ့နေရာလေးကိုတွားကြမယ်ပေါ့နော်ကျွန်တော်ကမီးမဖြတ်ခင်မှာကျန်တဲ့လူတွေကိုနည်းနည်းအတန်ပေးပြီးခဏလောက်ကျွန်တော်တို့ညှားလိုက်မယ်ဒီမှာ crowbar ကျွန်တော်ပြစ်တယ်ချစ်ချလိုက်ကောက်လိုက်နေအတန်တွေကိုပေးပါတယ်ခင်ဗျာလာမလားစောင့်မယ်လာမလာဘူးလားဆိုတော့မလာသေးပါဘူးကဲကိုဖတ်တီးကတော့သတိလစ်သွားလို့ကိုပိန်ညောင်နဲ့ granny နဲ့ပဲလာတယ် grandfather ကတော့အတန်အလောက်မကြားဘူးလေကဲကျွန်တော်မီးဖြတ်ပြီးဒီမှာဒါနဲ့ဘုံဖောက်မယ်ပေါ့နော်ကဲပြေးမယ်ကျွန်တော်ကတော့ပြေးလိုက်မယ်ဒီမှာဘုံဖောက်လိုက်ပြီးနော်ဖောက်လိုက်ပြီးရောအမဘယ်သူသေးသွားလဲဟိုနှစ်ယောက်စလုံးသတိလစ်သွားပြီကဲကျွန်တော်က၄ယောက်နဲ့ဆိုမှဆိုကျွန်တော်လည်းအလောက်ဒီမကျွမ်းဘူးဒါပါလဲဩဒါကျွန်တော်လှည့်တဲ့ဟာပုံမျိုးတစ်ခုပဲဒါလေးတည်းလိုပဲထင်တယ်ဒါဆိုကောက်ထားလိုက်မယ်ကျွန်တော်က၄ယောက်နဲ့ဆိုမှဆိုတော့နည်းနည်းကြောက်တယ်ပေါ့နော် dangerous ဖြစ်မယ်ထင်တာပဲအဲ့တော့ကျွန်တော်ကဒီထဲမှာ Slenderina Max ရှိတယ်အဲ့ဒါလေးကိုစွတ်လိုက်ရင်ဘယ်သူမှမလိုက်တော့ဘူးဆိုပြီးတင်းကြတယ်ကဲအဲ့ဒါလိုက်ရှာမယ် Slenderina Max လေးဘယ်မှာရှိမလဲတွေ့ပါတော့ဟာဒီထဲမှာရှိလားအိုးရှိပြီကဲဒါဆိုကျွန်တော်ရပြီပေါ့နော်ကျွန်တော်အရန် safe ဖြစ်တယ်လို့ထင်ပါပဲကဲကောက်ဆွတ်လိုက်တော့မရော့ Slenderina Max ကျွန်တော်အခုစွတ်လိုက်ပြီးတော့အပေါ်ရက်ကိုတက်မယ်ပေါ့နော်အပေါ်မှာကျွန်တော် grandfather ကိုကြည့်မယ် grandfather ကိုမတွေ့ဘူးခင်ဗျဒါလေးကိုအရင်ဖွင့်ထားလိုက်မယ်ဖွင့်ထားပြီးဒီမှာလည်းဘာရှိရဲဆိုတော့ဘာမှမရှိဘူးဆိုရင်ဒီအပေါ်ရဲ့အခန်းလေးကိုတက်ကြမယ်ပေါ့နော်မတက်ခင်တော့ဒီအထက်မှာအခန်းထဲမှာဘာရှိလဲဆိုတော့ဘာမှထူးဆန်းမရှိဘူးဒါဆိုရင်ဒီဘက်အခန်းကိုတွားကြည့်မယ်အိုးဖွင့်ရမယ်ဒါပါလေဟာတကားပိတ်လိုက်မယ်နော်ဟုတ်ဒါကျွန်တော်တို့ဘယ်ဟေးလေးတစ်ခုပဲကဲရှောက်နှိပ်ကြည့်ကြမယ်ရော့မရဘူးနော်ဒီလိုရောမဟုတ်ဘူးဒီလိုအတန်းလိုက်လည်းမရဘူးတို့အတန်းလည်းမရပါလားကဲပွင့်သွားပြီခင်ဗျတော့အတန်ကြားလိုက်တယ်ပွင့်သွားပြီဟုတ်ပါတယ်ပွင့်သွားတော့ဘာလဲဆိုတော့ဒါကဝက်ဦးလေလေးပေါ့နော်ဒါလည်းလိုမယ်ထင်တာပဲကျွန်တော်အထင်မှာပစ္စည်းက3ခုပြည့်နေပြီပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီ crowbar လေးကိုဒီဘက်မှာအတန်ပေးရလဲသဘောပြအောင်ချခဲ့လိုက်မယ်ပြီးတော့ max ပြန်တက်မယ်တက်ပြီးရင်တော့ဒီမှာဝက်ဦးလေယူမယ်ပေါ့နော်မယူရင်တကားလေးပိတ်လာအောင်မတက်လာရင်ကျွန်တော်မြင်ကျွန်တော်ပြေးစရာလမ်းမရှိလို့လေကဲဒီမှာဝက်ဦးလေယူပြီးရင်ကျွန်တော်တို့မီးဖြတ်ထားတဲ့အခန်းလေးထဲမှာဝက်ဝက်လည်းတွားချမယ်ဘာလို့ဆိုတော့မိုနာလီဇာပကြီးကသူတို့နေရာမှာချိတ်ထားတာဆိုတော့အဲ့နေရာတွားမှာလေအဲ့တော့ဒီမှာကျွန်တော်ဝက်ဝက်လေးကိုချလိုက်မယ်နေရာဘယ်သူရှိလဲဟာဘယ်သူမှမရှိဘူးခင်ဗျအဲ့တော့ဘယ်သူမှမရှိတော့ဒီမှာဝက်ဝက်လေးချပြီးရင်ကျွန်တော်ဆက်ပြီးတော့လှုပ်ရှားရှိတာဆက်လုပ်မယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်မစစ်ကတည်းရဲ့အခန်းတစ်ခန်းဝင်ကြမယ်အရင်ဆုံးဒီဗီဒီယိုမှာပါရှိလဲကြည့်မယ်ဘာမှမရှိဘူးမီးရတော့ပြန်လာပြီပေါ့နော်ကဲဒါမီးဖို့ကြောင့်ထင်တယ်ဗျမီးဖို့ကြောင့်လည်းမှာဗီဒီယိုရင်ဖွင့်တော့လည်းဘာမှမရှိဘူးဒီမှာကျွန်တော်တို့ဘုံတစ်ခုတွေ့ရဒီမှာကတော့ဘာလေးလဲမသိဘူးเนาะကဲဒါဆိုဆက်ပြီးဖွင့်လာအောင်မယ်ကျွန်တော်ဒီမှာဘာရှိလဲဒါကကျွန်တော်ဖွင့်ခဲ့တဲ့နေရာရှောက်ဖွင့်လိုက်ဟာပေါ့ကဲတကားလေးပိတ်လိုက်မယ်တော့ door handle လားမသိဟုတ်တယ်เนาะ door handle ကကျွန်တော်ယူသိနေလို့ကျွန်တော်ထင်တာပဲလေဒါကလည်းအသုံးဝင်မယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ဒါလေးပေါ်မှာသုံးလို့ရလဲလိုက်ပြီးတော့ရှာကြည့်ကြမယ်ပေါ့အိုးကိုဖဒီဟယ်လိုကိုဖဒီကကျွန်တော်တေချာကြည့်နေတယ်မလေးကြောက်စရာကြီးကိုဖဒီကသူဟိုဘက်ကိုခေါင်းကြီးလှည့်ပြီးတော့เนาะ
ဟုတ်တယ်ပြောသွားပြီပေါ့ကိုဖတီသွားပြီဆိုတော့ဒီမှာတက်ကမှာထင်တယ်ဟုတ်ပါတယ်ကျွန်တော်ဒီမှာ door handle တစ်ခုတက်လိုက်မယ်တက်ပြီးဆိုရင်ကျွန်တော်ဒီမှာဘုံတော်တွေ့တယ်ဟာကဲအခုဆိုရင်တော့ကျွန်တော်ဒီထောင်ကန်းကြီးထဲမှာဘာတွေရှိလဲလိုက်ပြီးကြီးကြမယ်ပေါ့နော်ထောင်ကန်းထဲမှာဘာတွေရှိလဲဆိုတော့ဘာမှမရှိဘူးထောင်တကားလေးဖွင့်လာအောင်မယ်ကဲဒီမှာလည်းဘာမှမရှိဘူးကျွန်တော်အပေါ်တဲ့အခန်းတွေကိုမစစ်သေးဘူးကျွန်တော်ဒီခန်းလေးကဘာလဲဆိုတာကြည့်အောင်မယ်ဘာတွေရှိလဲဟောဒါအရက်ပြန်ပလင်းမလို့ရှင်နဲ့ရက်ပြန်ပလင်းအောင်ဒီဗီဒီယိုထဲမှာဘာရှိလဲဆိုတော့ကြည်ရအောင်ပဲရှိရပေါ့ကဲဒီထောင်ကန်းနေထဲမှာလည်းဘာမှမရှိဘူးဒါဆိုရင်ကျွန်တော်ခုနတွေ့ခဲ့တဲ့ blue key လေးတော့ယူမယ် blue key မျိုးကိုကျွန်တော်ရိတ်ချေကြည့်လာအောင်မယ်ဘယ်သူရှိလဲဆိုတာမရှိဘူးဆိုတော့ blue key ယူမယ်ယူပြီးကျွန်တော်ဒီကျွန်တော်က blue key နဲ့ပြေးမှာလေကျွန်တော်လာလမ်းတိုင်းပဲပြန်ပြေးမှာဆိုတော့အိုးကိုပညာနဲ့ကိုဝတ်တော့ကိုဖတီနဲ့ကိုပညာနော်ကိုဖတီနဲ့ကိုပညာဘာကြီးလုပ်နေလဲမသိဘူးသူတို့တတိတော့ပြန်လာပြီကဲကျွန်တော်က blue key လေးကဒီနားမှာအသုံးပြုရမှာဆိုတော့ blue key ကိုဒီမှာပြစ်ချလိုက်မယ်ကဲပြစ်ချပြီးရင်တော့ကျွန်တော်တို့ဘာရှိလဲကြည့်လာအောင်ကျွန်တော်ကတော့ပြစ်ချပြီးတော့အတန်ပေးတာဖြစ်လို့မှကိုဖတီကတက်လာတယ်ပေါ့နော်ဟေးကိုဖတီသူကအိမ်မြောင်လည်းတူတူပဲညီကိုလည်းအမွှားနှစ်ယောက်ဆိုတော့လည်းအိမ်မြောင်တော့အိမ်မြောင်ရုပ်တည်နေပဲဒီမှာတော့ကိုပိန်မြောင်ပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ပိန်မြောင်နေရပဲဘာမှမစားဘူးသူကအကိုဖြစ်သူကညီဖြစ်သူရဲ့မုတ်တွေကိုအကုန်ယူစားဝါသွားတာအခုသူသားရောအကိုလားညီညာဒီချမ်းမလီပဲရှောက်ပြီးတော့နေကျွန်တော်တို့ဒီမှာတစ်သားပြားယူမယ်ကျွန်တော်အခုမိုနာလီဇာဘဂျီကားကိုအရင်ခိုးမယ်ပေါ့နော်တခိုးကလည်းတခိုးတွေခိုးထားတာတခိုးကပြန်ခိုးနေရပါတယ်ကျွန်တော်ကနားလဲလာတော့မသိဘူးကဲအရင်ဆုံးအောက်ကိုဆင်းလိုက်မယ်ဆင်းပြီးရင်တော့ကျွန်တော်အရင်ဆုံးဘာရှိလဲခဏနေလာအောင်မဒီနားမှာခဏလေးချလိုက်မယ်ခဏကျွန်တော်ဒါလေးကိုချထားလိုက်မယ်တော့နောက်မှဆိုကျွန်တော်လက်ထဲမှာပစ္စည်းပြည့်သွားနိုင်မယ်ဒါလေးကအဲ့နာမှာသုံးရမှာဆိုတော့လေကဲဒါဆိုရင်တော့ကျွန်တော်တို့ရဲ့လောက်ဆရာရှိရဆက်မလောက်ခေးဘူးဘာရှိလဲရင်ကြည့်အောင်မယ်ဘာရှိလဲဘာမှမရှိဘူးကဲဘာမှမရှိဘူးဆိုရင်တော့ကျွန်တော်တို့အခုဆိုရင်အပေါ်တက်မှာပဲဖြစ်ပါတယ်ခင်ဗျာတက်မယ်ညုံဘယ်သူရှိလဲဟာဘယ်သူမှမရှိဘူးโอเคကဲဘယ်သူမှမရှိဆိုကျွန်တော်တို့ဒီမှာ web လက်လေးကောက်မယ်ကောက်ပြီးတော့အခု Mona Lisa ပကြီးကားကိုခိုးရမယ်ပေါ့နော်အဲဆိုရင်တော့ကျွန်တော်ရဲ့တရုတ်ပြည်မှာနေလာရှောင်းရင်တိုင်းနေနဲ့ခုံခွာမယ်ပေါ့နော်ခုံခွာပြီးရတယ်ဒီမှာတစ်သားပြခင်းမယ်ခင်းပြီးခိုးပါမယ်ခင်ဗျာခိုးမယ်ဟေးတခိုးရင်ရတစီတခိုးကပြန်ခိုးရပေါ့နော်ကျွန်တော် max တက်လိုက်တယ်ဘာလို့ဆိုတော့ကျွန်တော်လိုက်မှကြောက်လို့ကဲခုံစင်းပြီးကျွန်တော်ဒီဟာကိုအမလီလန့်ရတာဟာအမို့ကိုဖတ်တီကိုပိညာဟို grandpa ဖိုးကြီးနားပြင်သူကဗန်နကန်ကကဲဒါဆိုရင်တော့ကျွန်တော်တို့လုပ်ရရှိရခဏမလုပ်ခင်ဘာကုတ်ရှိလားကျွန်တော်ကုန်းနံပါတ်လိုက်ရှာနေကုန်းနံပါတ်မတွေးဘူးပေါ့နော်ဒီမှာလဲ red poison လားမသိဘူးโอเคဒါဆိုအပေါ်တက်မယ်ပြီးတာနဲ့ကျွန်တော်ကထွက်ပြေးမဲ့နေရာမှာအခု web လေးနဲ့ခွာရရှိရခွာမယ်ဒီမှာမူလီသူလေးလုံးမဲ့သူထက်ကျက်ထားရဲ့ဒီတကားပေါက်ကိုလေကဲကြည့်တော့မှဒီမူဝက်ကိုလည်းချခဲ့လိုက်တော့မယ်ချခဲ့ပြီးကျွန်တော်တို့အောက်ဆင်းမယ်ပေါ့ခင်ဗျာအောက်ဆင်းမယ်အိုးမဂရန်နီကိုအုပ်လိုက်ဟာကိုဖက်ဒီကိုဂရန်နီယာမှာ1600နဲ့ပြန်တက်လိုက်တယ်ဟိုမှာကိုဂရန်နီရဲ့ယောက်ျားကိုနှစ်ပင်ကတော့တက်လာဘူးလို့โอเคမှာသူတို့ပြဿနာရှုပ်နေဟေးငါပါတရားမလို့တော့ဘူးသူတို့ပြဿနာရှုပ်ပုံနေကိုကဲဒါဆိုကျွန်တော်အပေါ်ခဏပြန်ပြီးတော့တက်လိုက်အောင်မယ်ဒီနားမှာကျွန်တော်ကုတ်ကလေးရှောက်နေကြည့်အောင်မယ်အတန်ပေးဟာဒုက္ခပဲဒီပကြီးကဘာလို့ငါ့ကိုဒါကြိုက်ညာလားမသိဘူးဒုက္ခပဲဒီမှာကျွန်တော်အတန်ပေးလိုက်မယ်နော်ကုတ်ကတော့ကျွန်တော်မသိဘူးဖွင့်နေဘူးရှုပ်တယ်ကဲဒီနားလေးမှာခဏစောင့်နေအိုးမှာကိုပိန်ညောင်းတော့တက်လာဒီမှာကျွန်တော်ရဲ့မိုနာလီဇာပကြီးကားလေးကိုထားခဲ့လိုက်မယ်ဘာလို့ဆိုတော့ကျွန်တော်ဒါထွက်ပြင်ယူရမှာဟိုင်မလို့အိုးမှာ granny လက်တက်လာဒါကျွန်တော်ဟိုမှာပေါ့နော်ဖွားသူကဟိုကဖိုးနေပင်းပေါ့ကဲဒါဆိုရင်ကျွန်တော်အောက်ကိုဆင်းလိုက်မယ်ခင်ဗျာကျွန်တော်ကအကူဟိုမိကန်ကြတာတွေကတွေးခဲ့တဲ့ဟာကိုကျွန်တော်ကုတ်ဖွင့်ဖို့ကုတ်လို့ရယ်ကုတ်တွေကျွန်တော်လိုက်ရှာကြည့်ရလဲလေဘယ်နေရာမှမတွေ့ဘူးကျွန်တော်ဘာကြီးလောက်ကမှန်းတော့မသိတော့ဘူးပေါ့ခင်ဗျာကဲဒါဆိုရင်ဟိုဘက်ကိုသွားပါဒီမှာအပေါက်ကလေးရှိဟာဘာလဲမသိဘူးဟောဒါကျွန်တော်ထောင်နောက်လမ်းပေါ့ဒီမှာကျွန်တော်တို့နောက်ထပ်ဘုံတစ်ခုတွေ့ရဒါလေးယူထားလိုက်မယ်လိုရမယ်ဟာလေကဲဒါဆိုရင်ကျွန်တော်တို့ဒီကပြန်ထွက်ပြီးတော့တွားပြီးတော့ရှာကြည့်မယ်ကုတ်တွေဘယ်မှာရမလဲကဲရှာကြအောင်ကျွန်တော်တို့တူကဲဒီမှာလည်းဘာမှမရှိဘူးဒီမှာချီးမြောင်းနေဆင်းပါမယ်ပေါ့နော်ဒါတို့ချီးမြောင်းလားဗာမြောင်းလဲတော့မသိဘူးဒီမှာ granny ကတော့လေတောက်လျှောက်ကိုပင်ညောင်းတဲ့ကိုပဲဒီသူအိတ်ထောင်ချောက်တွေနဲ့ဒုက္ခမျိုးစုံပေးပြီးတက်တာဒီမှာလည်းကုတ်မရှိဘူးခင်ဗျကဲဘာကုတ်မှမရှိတာကဲထားလိုက်ပါတော့ခင်ဗျာဒါဆိုရင်ကျွန်တော်တို့အခုလုံးမယ် granny တို့ဒီအိမ်မှာပေါ့နော်တို့ကပိုးကောင်ကြီးကိုမဟုတ်တဲ့ဆေးတွေကျွေးပြီးကြီးပိုးကောင်ကြီးသေးတွေကျွေးပြီးတော့အကောင်အကြီးမွေးထားတယ်ဆိုရရှိပါတယ်ဒီမြောက်ခမ်းမှာလို့ပြောပါတယ်ဟုတ်တယ်ဟာ oh my ဆက်တင်နေချင်းဆက်တင်နေအကဲကျွန်တော်လိုက်သွားလိုက်မယ်ဘာရှိတယ်မသိဘူး
ကျုပ်ကြဝိုင်းတော့တွေးရဲကြပဲခင်ဗျကဲဒီမှာကျွန်တော်ရက်လိုက်မယ်ရက်ပြီးကျွန်တော်တို့တက်ဖို့အစင်သစ်ပြင်မယ်နော်ဘုံခွဲပြီးတော့သူသေးကိုသေးတိုက်ပွဲဝင်ကြမယ်ခင်ဗျကဲဒီဟာအပေါ်ပြန်တက်လာဖို့စောင့်မယ်ဒါကြီးဘလို့ခေါ်လဲတော့မသိဘူးကျွန်တော်လက်တွေပေါ်မှာဆိုရင်ဒါတေတောင်ဝါမယ်သူလောက်တာနဲ့ကျွန်တော်ငကိုရဲအဲ့လိုအမြင့်နေပါကြီး၆တက်တော့လေကဲအောက်ကိုဆင်းလိုက်မယ်ဒီမှာ तू ကသူ့ဘာသူအလိုလျောက်တော့ချပြီခင်ဗျကဲကျွန်တော်ဒီလှေကားလေးကနေသူ့ကြီးသေးကျွေးထားတဲ့ပိုးကောင်ယူကျွန်တော်တက်ကမှာပါခင်ဗျဟိုမှာပိုးကောင်ကြီးကြီးပဲဟာဒုက္ခပဲတေးပြီးလောက်နေကျွန်တော်တို့တေးမသေးပါသေးနဲ့โอเคကျွန်တော်မသေးသွားပါဘူးကဲဒါဆိုဒီပိုးကောင်ကျွန်တော်အနီးကက်ကြည့်မယ်နော်ကြီးသေးကျွေးပြီးမွေးထားတဲ့ပိုးကောင်ကြီးဒါဘာပိုးကောင်လဲတော့မသိဘူးပိုးကောင်ရထူးဆိုင်မှကြုံကဲထားရပါတော့မှာခိုင်းဘာမှလည်းတေးချဘလို့ကြီးလည်းမသိဘူးတွေ့နေ तू ကလည်းလူသားစားရဲ့ပိုးကောင်လားမသိဘူးကြီးသေးကျွေးရလားလူသားကျွေးရလားမသိဘူးကဲဟိုဟာလေးကလည်းအပေါ်မြဲတဲ့သွားကျွန်တော်တေးချကြည့်လိုက်အောင်ဘာမှထူးစမ်းတော့မဟုတ်ပိုးကောင်တကောင်ကြီးသေးကျွေးမွေးထားပဲဒါတို့အိမ်မွေးလိမ့်ဆန်ပေါ့နော် granny ရဲ့မှာလည်းကျွန်တော်တို့ရှိရပဲလေအိမ်မွေးလိမ့်ဆန်နေကိုပိုင်းတို့အိမ်မွေးလိမ့်ဆန်တော့အကြီးပဲကဲဒီမှာဆက်ကလေးလေးပြန်အောင်လာပြီးဒါဆိုရင်တို့အပေါ်ရက်ကိုတက်ကြမယ်ခင်ဗျာဒီခလုတ်ကလေးကကျွန်တော်အထင်အောင်နာကျွန်တော်ဟိုအစားအစာတုန်းကလှဲ့တယ်ဆိုတော့ခွင်းလေးချခဲ့တဲ့တိုင်နားမှာတက်ကမယ်ခလုတ်တင်တယ်ဘာလို့ဆိုအဲ့နောက်မှာကျွန်တော်ခလုတ်လည်းမတွေ့တော့လေကဲဒီမှာကျွန်တော်တို့အတန်ပေးလာအောင်မရှောက်လောက်တာပေါ့နော်ကဲဟိုဆက်ကလေးလည်းပြန်လာပြီဆိုတော့ကျွန်တော်ညနေဖုံးတက်လိုက်မယ်ညနေဖုံးတက်ပြီးကျွန်တော်တို့ခုံကြမယ်ခင်ဗျာကျွန်တော်ပြုတ်ကြရင်တော့ပွဲချင်းပြီးပဲပေါ့နော်ဒီမှာဒီဟာလေးခုံတက်ကမှာကဲရော့ကွာကဲဒါဆိုရင်ကျွန်တော်တိုင်နာကိုပြန်ပြီးတော့တွားကြအောင်ပေါ့ကဲအိုးမကိုဖတ်တီဟိုမှာကျွန်တော်ဒါပေါ့ကျွန်တော်ဖွားကဲကိုဖတ်တီကဘာကြီးလက်လုံနေလဲတော့မသိဘူးဒီနေရာမှာကျွန်တော်ကလည်းဒီနေရာမှာငနဖုံးချုပ်ပြီးလောက်ကမနေတော့ကြောက်သားပြဒီမှာကျွန်တော်ဒီဟာလေးပြန်ယူထားမယ်ကိုဖတ်တီရေတွားပါတော့ကိုဖတ်တီကဘာကြီးရက်လုံနေလဲမသိဘူးခင်ဗျကဲကိုဖတ်တီအရေးချီပြီးတော့ချက်ထားမယ်ရော့โอเคဗျာဒါဆိုဒီခလုတ်လေးနှိပ်လိုက်မယ်တိုင်ကြီးကလေဝါးကြီးပေါ့နော်ဒီမှာဘာရှိလဲမသိဘူးထဲမှာ surprise ဆိုရင်တော့ကျွန်တော်ပြီးပြီးမှသိပြီးပေါ့နော်ဘာမှမရှိဘူးထင်တာပဲကဲဒီမှာကျွန်တော်ဟုတ်တယ်ဟာဒီမှာလက်ရဲ့အခွင့်လေးကျွန်တော်တက်ကမှာဖြစ်တယ်မတက်ခင် door handle နောက်တစ်ခုထပ်ရလို့ယူလိုက်ပြီးတော့ဒီမှာတက်ခဲ့လိုက်ပြီပေါ့နော်ကဲကျွန်တော် max ပြန်တက်တယ်တိုင်းကြီးကိုပြန်လိုက်ယူတိုင်းရမှာတရုံညီပြီးတော့ပေါ့နော် anti kick ကတိုင်းလာတော့မသိဘူးမှာအသက်မျိုးစုံထွက်ပြီးတော့လဲသွားကျွန်တော်ဒီမှာဘာရမလဲဖွင့်ကြည့်လိုက်မယ်ခင်ဗျာဘာသူရှိလဲကြည့်လိုက်သေးတယ်ဒီကွင်းလေးကကျွန်တော်တို့အုံးကချီရင်းထဲမှာတွက်ပြီးတက်ကမှာလားတော့မသိဘူးဒါဆိုကျွန်တော်ချီရင်းထဲကိုပြန်ပြီးတွက်ကြည့်ပြီးတော့တက်လို့ရမရတွက်ပြီးကြည့်ကြမယ်ခင်ဗျဒါဆိုရင်တော့ကျွန်တော်တို့ချီမြောင်းနေကိုဆင်းသွားပြီပေါ့နော်ချီမြောင်းထဲမှာရှိရည်နဲ့ကျွန်တော်ထမင်းသားရဲ့ကြည့်တော့ကျွန်တော်ဖန်နေပြောတော့မှာပဲဒီမှာတက်လိုက်ပြီကဲချီရည်ကြာပါပြီကဲဒါဆိုရင်ကျွန်တော်တို့ဒီ door handle တခုနဲ့ထပ်ပြီးတက်ကြည့်မယ်ပေါ့နော်အဲ့ထဲမှာတော့ဘာပစ္စည်းရရမလဲတော့မသိဘူးကျွန်တော်နည်းကျိုင်းသိကျင်တော့တက်ကြည့်တာတကယ်ကတော့ဘာမှလည်းမျောနေထားအဲ့ထဲမှာလေးဘာရမလဲဆိုတော့ကဲဖွင့်ကြည့်လိုက်ပါပြီထင်ထားရတယ်ဘာမှတော့မမြင်အောင်တကယ်လည်းဘာမှမရှိဘူးခင်ဗျကဲဒါဆိုရင်ကျွန်တော်အခုဘာလုပ်မလဲဆိုတော့ကျွန်တော်အခုတကယ်လိုတာကုတ်လိုတာပေါ့နော်မိကန်ကြာဖွင့်ဖို့ကုတ်လိုရယ်အဲ့ကိုနမကကျွန်တော်လိုက်ရှာလုံးဝမတွေ့ဘူးခင်ဗျဒါဆိုကျွန်တော်မိဖို့ကြောင်ထဲမှာများရှိလားမသိမိဖို့ကြောင်မှာတက်ကြည့်အောင်ပဲမကျွန်တော်ဖိုးဖို့နေပြီးဒီမှာပလင်းကိုတိုက်ချခဲ့လိုက်တယ်တကဲဒီဗီဒီယိုလေးဖွင့်ကြည့်မယ်ဒီဗီဒီယိုမှာဘာမှမရှိဘူးနော်ဒီမှာဘာကုန်းမှရေးမထားတာဟိုကောင်းနေဟေးအမအမျိုးစုံကဲဒီထဲမှာဘာရှိတယ်ဟာဒါခုံချမှာဟာအမလီဟာချီရနဲ့ဒီမှာချီပုံလားမသိဘူးချီပုံတွေခုံချရတာတို့ကြည့်ပါအောင်ကဲဒါဆိုရင်တော့ကျွန်တော်ဒီမှာလဲလေဆာလိုင်းကမဖြတ်ထားသေးဘူးကျွန်တော်ဒီလေဆာလိုင်းကိုဖြတ်ပြီးမှကျွန်တော်ဟိုဒင်းကားပြားလေးယူလို့ရမှာဒါကျွန်တော်ခိုးရမယ့် mission တွေကတစ်ခုပေါ့နော်ပစ္စည်းသုံးခုတွေကတစ်ခုတကားမဗီဒီယိုတကားတော့ဖွင့်လို့ရဟာဘာမှတော့မဖြစ်ပါဘူးကဲဒါဆိုကျွန်တော် granny တို့အုပ်စုကိုပဲကျွန်တော်အဲ့ထဲဝင်ခိုင်းလိုက်မယ်ပေါ့နော်ပစ္စည်းတစ်ခုလောက်တော့လိုတယ်သူတို့ဖောက်ခွဲဖို့လေဒီထဲမှာလည်းဘာကုန်းမှမရှိဘူးခင်ဗျကဲဒီမှာတူတချောင်းတွေဒီတူနဲ့ပဲကျွန်တော်တို့တုံးစားလိုက်တော့မယ်နော် Okay let's go ဒီဟာမှာဘာရှိလဲဘာမှမရှိပါဘူးကဲကန်ကောက်ထောက်မှဆိုပါရီပဲမဒါလေးဖွင့်လိုက်မယ်နင်းကျွန်တော်ဘယ်သူလာလဲချီအောင်မကျွန်တော်မတွေ့လုံးမဲ့ဟာတွေပဲအကုန်လုံးဟာလीကဲရော့အောင်မချလိုက်ပြီခင်ဗျကဲဒီမှာလည်းဘာမှကုတ်တွေပါရေးမထားဘူးကျွန်တော်အခုတကယ်လိုတာကုတ်နံပါတ်ပေါ့နော်ဖွားတို့ကိုပိန်ညောင်တို့ကိုဖက်တီတို့ကတော့တွားပြီးကျွန်တော်ကတော့ကုတ်နံပါတ်ရှာရမယ်အဲ့ကုတ်နံပါတ်လုံးဝမတွေ့ဘူးဘယ်လိုပြေးရမလဲတော့မသိတော့စိတ်တက်တွေပါချသွားဘယ်လိုရှာမလို့ဟိုဒီမှာဖိုးနမင်းဟာဖိုးနမင်းကကျွန်တော်ကိုလိုက်တာဗျဒုက္ခဖိုးနမင်းရတယ်အရန်နေဟောဒီမှာဖိုးနမင်းလန့်တာတေဝိုက်ဟိုအုပ်စုကိုဖက်တီပဲတေဝါတာနော်ကျန်တဲ့လူမြောက်ကတော့ဘာမှလေစာတိုင်းပေါက်တာမထီဘူးလားမသိဘူးကဲဒီမှာလည်းကုန်းနမတ်တွေမတွေးပါဘူးလောက်ကြပါအောင်ခင်ဗျာဒုက္ခပဲဘာမှမတွေ့ဒုက္ခပဲကြပါဘာမှမရှိဘူးမသေးချာလိုက်ကြည့်ရဒီမှာရှိလားမရှိဘူးဖြူဘာမှမရှိဘူးဒီမှာစိတ်ညစ်လိုက်တာဘာမှမရှိဘူးတကယ်ပြောတာ
ကောင်းလိုက်တဲ့ကန်ပေါ့နော်ဒါနည်းတော့ကန်တရားမဟုတ်ဘယ်လောက်ထိကောင်းလဲကန်လဲဆိုတာဒီမှာကြည့်လိုက်မထူးပါဘူးဟာအိမ်သားထဲမှာပြန်ကြည့်ဦးမယ်ငါများမြင်လာလားတော့ဘာလို့အိမ်သားထဲမှာလည်းတကယ်မရှိဘူးဟာဒုက္ခပဲဘာလို့လောက်ကမှန်းမသိတော့ဘူးဘော့လဲဟိုမှာကိုဖက်တီလားမသိတာဟုတ်တယ်နော်ကိုဖက်တီလည်းတိတ်တာပဲရှော့ဖွင့်ချင်တာဖွင့်လိုက်တော့မယ်မရော့ဖွင့်လာမဖွင့်ဘူးကောင်းတယ်မရအောင်ကျွန်တော်ကုန်းတော့မှကျွန်တော်မှအလုပ်မရတာလောက်ကမှလည်းမသိဘူးဒါဆိုရင်တော့အောက်ွယ်ပြန်စင်းတော့မှာဖိုးဖိုးကချီးလာပါလားမသိဖိုးဖိုးကလည်းချီးပါအောင်မဟုတ်ဘူးချီးမပါဘူးဖိုးဖိုးကကဲကျွန်တော်လည်းမတွေ့ဘူးခင်ဗျာအဲ့တော့တင်ကားပြားလေးပဲအရင်ရတာလေးယူထားလိုက်မယ်ဒီပေါ်မှာလည်းဘာမှမရှိဘူးဟုတ်တယ်ကဲဘာမှမရှိပါမှာတိုင်ဘွားခေါင်းကြီးဟုတ်ပါဘူးတောက်တဲ့တိုင်ဘွားအလုံးကြီးအောက်ချလိုက်မယ်မှာ granny ကထောင်ချောက်ကြီးဟုတ်တယ်မှာကိုဖက်တီကပေသွားတာထောင်ချောက်မိပြီအိုးဒီမှာ2-3တက်โอเคပျော်ဝိုက်ရေကဲတူလေးကတော့ကျွန်တော်လူရမေကပြန်ကင်ထားလိုက်မယ်ဘာလို့ဆိုတော့လူမမလို့လေကဲ2-3တက်ပြောလိုက်တာကျွန်တော်အစောရတာညံရှိဒီထဲတာပြစ်ချလိုက်ပြီးညာအချင်းကုန်ခံပြီးလိုက်ပရှာဟိုင်းဖွားအသေးကြီးပေးရပြောအသေးလေးတွေပေးကြပါရှယ်လေးတွေပေးကြပါဖွားအသေးပေးရကျွန်တော်ဘယ်လောက်ရှယ်လဲလို့ကိုသူကြီးမအောင်သူကြီးမမှာဟိုဦးကြီးနဲ့ဆိုတာ तू မသိဘူးဟိုဦးကြီးနဲ့ဆိုတာမသိဘူး तू ကြီးမယောက်ျားကြီးကို तू မသိဘူးအသေးစွတ်ပေးဖွားလည်းထီးနေမှာမခွဲရတော့ကဲဝင်ပြောတော့ဒီမှာကျွန်တော်ဒီတင်ကားပြပြစ်ချလိုက်မယ်ပြစ်ချပြီးကျွန်တော်ဟိုမှာမိကန်တိုင်းမှာတော့ဖွင့်လုံးမယ်ကဲတကားပိတ်လာအောင်မယ်နေဟိုမှာကျွန်တော်တို့ပောက်ပြရိုက်လျှောက်လုပ်ထားတယ်ဖြတ်လာအောင်မယ်2-3-1 okay ပွင့်သွားပြီဒီမှာဖတ်တယ်ပေါ့နော်ကျွန်တော်ဒါလေးကိုဒီတုပ်ကလေးကိုရှာနေလိုက်ပြီးတော့ချိန်ကုန်ညာโอเคဒါဆိုကျွန်တော်ဒါလေးတွတ်တက်လိုက်တော့မယ်ခင်ဗျတက်ကြမယ်နေမှာပကြီးခောက်တိုက်ချခဲ့အောင်မယ်ကဲဒီမှာသူတို့အတန်ပေးလိုက်မယ်ခင်ဗျရေးဆိုကျွန်တော်ယော့โอเคအတန်ပေးလိုက်ပြီးမှာယော့ကဲကျွန်တော်တူပြင်းယူလိုက်မယ်တူပြင်းပြီးအောက်ထပ်ကိုဆင်းကြမယ်နော်ကဲရပြီဒါဆိုကျွန်တော်လိုချင်တဲ့ပစ္စည်းလေးလည်းရပါပြီဒါဆိုအောက်ဆင်းကြမယ်ပေါ့နော်အောက်ဆင်းမယ်လက်ကင်လေးတက်ပြီးတော့လှဲ့တော့မယ်ဟိုမှာဖွားခြေဆုံးဖွားဒီမှာအရေးချကြည့်ပါမယ်နော် max ချွတ်ပြီးတော့မှဖိုးရှိရဟာဖိုးဟိုထောင်ခန်းထဲဝင်သူဝင်တော့အမြအလက်မှာတက်လိုက်မယ်ရော့စိတ်ညစ်တယ်ဖိုးကနော်မြင်သွားပြီဖိုးအရင်သူနားလာမြန်ညလုံးကတော့လှင်သားနော်အဲ့ကနေငါစောင့်လာမယ်သူကမပေါ်မှာလဲဖွားတော့ခတိတော့ကိုပိညာတော့အချင်းချင်းပြန်တန့်နေဒုက္ခပဲဖိုးမတွေ့ဘူးနော်โอเคဟိုမှာဖိုးရဲ့သွားပါဦးနော်ထောင်မှာပတ်ပြီးဘာလျှောက်လို့မသိဖိုးကြီးရလေဒုက္ခပဲသွားတက်လိုက်မယ်ရော့တက်လိုက်ပြီဟာချီမြင်သွားပြန်ပြီဟာဖိုးမြင်တော့ဖွားမြင်နေကဲဓမ္မအတန်နေပဲပေးလိုက်တော့မယ်ချိန်ပေါင်းများစွာလာပေါင်းများစွာကြာရှိရကြာတာဒုက္ခဖွားတော့အမျိုးစုံဒုက္ခကိုပေးတာတိလားကျွန်တော်ကတကောကမဒုက္ခရောက်နေရဲ့ထောင်နဲ့တိုင်ကျွန်တော်မကြချင်တော့လေလိုပဲလောက်ခါပေါ့နော်တရေတွေအိမ်မှာတရေမှာတို့ကျွန်တော်အတန်ပေးလိုက်ပြီခင်ဗျကဲဘယ်သူရှိလဲသူမရှိဘူးဒီလှည့်ပဲကြည့်တော့မโอเคဘယ်သူမှမရှိဟာကိုဖတ်တီကလုတ်ပြန်ပြီကိုဖတ်တီရမ်းဆိုးတယ်ကဲမှာအတန်ပေးလာမထက်ပြီးတော့ကဲရော့ပြစ်လိုက်ချလိုက်ကဲရပြီလောက်ဆိုအတန်ပေးကလုံလောက်သွားပြီကျွန်တော်ဒုက္ခလေးပတ်တက်လိုက်တော့မယ်သူမရှိဘူးနော်သူမရှိโอเคတက်ပြီရော့လှည့်ပြီဗျာဟာဘာလာ ICU လဲဖိုးကလုတ်သွားဒုက္ခပဲဖိုးရတော့လေရန်နေဒုက္ခပဲဖိုးရတော့လေဖိုးကညတာငတ်တော့မယ်ဖိုးကညတာငတ်မယ်သူမြောက်ကြီးโอเคဝေးမှာအတန်ပေးလာဝယ်တော့ထပ်ပြီးရောโอเค Granny ရဲ့အကောင်ဝင်းလည်းမတွေ့ပါလားသူဘယ်သွားလဲမသိဘူးဒီမှာအတန်ပေးလိုက်မယ်ကျွန်တော်မိတာတော့ညနေဖုန်းတက်ပြီးတော့လှည့်လေရတာပဲနော်မဖိုးကတော့တက်လာကျွန်တော်လှည့်လာအောင်မတစ်ချက်နှစ်ချက်လောက်တော့ယော့ဟိုဘက်သွားပြကဲအထက်ပြန်ဝင်လာအောင်မယ်တော့တေးကြအောင်အတန်လေးပြန်ပေးလာအောင်မယ်ကဲယော့နောက်ချက်ယော့ကဲလောက်ဆိုလုံချုံပြီးချနာပဲကျွန်တော်တော့ဖိုးကြီးတောင်ဖိုးက surprise တွေရမ်းတိုက်တာဖိုးပါလေတူလေးကင်ပြီးခွဲလိုက်မယ်ခင်ဗျာယော့โอเคအဲ့ကျွန်တော်ဘာတော့လေကျွန်တော်လိုချင်တဲ့တော့လာမသိဘူးရှိလားမသိဘူးဒီလောက်ဆိုရင်တော့နင်းတော့လှည့်လာအောင်မယ်ခဏလေးပြင်မတင်ကားလို့ဒီလောက်ဆိုရင်တော့ရပြီမှာကျွန်တော်လိုချင်တဲ့တော့လေးနော်โอเคညကျွန်တော်အရေးချီမှာကျွန်တော်ယူရဲတယ်နေမသေးကြဘူးကျွန်တော်ဘွားနေ surprise တွေတိုက်မှာကြောက်လုံးလို့ပါလို့ trauma ကြီးကမျိုးစုံရနေသူတို့နေရလीဒီမှာကျွန်တော်မှာ EV နဲ့တော့လေ EV နဲ့တော့မကဲထားရကျွန်တော်တူကတော့ထားခဲ့တော့မလို့တော့ကဲလောက်ဆိုရင်တော့ဘယ်သူမှမရှိတော့ဘူးเนาะထင်တယ်ဒါဆိုဒီတော်လေးယူလိုက်ပြီ okay လွတ်ပြီ finally လွတ်ပြီကဲလွတ်ပြီကျွတ်ပြီလောက်တော့ထွက်ပြေးခြင်းလဲဆိုတာဒီလောက်ပါကျွန်တော်ရဲ့
ချိန်နေဝဲကြည့်လိုက်ပါကျွန်တော်ဘယ်လောက်ဒီရင်ထွက်ပြေးခြင်းဒီရင်စုပ်ပလုတ်ကကဲထွက်ပြီးခမညာထွက်ပြီးဟေးထွက်ပြီးရောဟမ် sorry မေ့ပါလို့စိတ်နှုံးယူပါမှာစိတ်နှုံးဖွင့်ရမှာဒီတော့ကျွန်တော်ဒါထွက်ချင်ဆိုရင်လောနေရဒီမှာစိတ်နှုံးယူပါအောင်မယ်ကျွန်တော်တော်လေး site ဆွဲချမစိတ်နှုံးအခုမှရလာတာကျွန်တော်ဘယ်လောက်ဒီထွက်ချင်တိတ်ပြေးလာဆိုတော့အလက်ဖီဆိုတာပေါ့နော်ဟေးကဲကျွန်တော်မပြန်ခင်ကျွန်တော်မိတ်ဆွေနှုတ်ဆက်လာအောင်မယ်နင် blue key နဲ့ရင်ဖွင့်လာအောင် blue key နဲ့ရင်ဖွင့်ရောmax လည်းမတုံးတော့ကွာနော်အေးဆေးပဲအမကိုပိန်ညောင်းတော့တက်လာရချင်းဟယ်လိုကိုပိန်ညောင်းအမကိုပိန်ညောင်းအိမ်မှာမပြန်ခင်အိမ်ညောင်းတက်စီးကျွေးခဲ့မယ်စတာအမတင်တော်သူ့ကိုပိန်ညောင်းလို့ခေါ်တာကြည့်ပါဦးသူ့ရှောက်ပြီးပိန်ညောင်းညာမသူ့ဒီဖက်တီးကသူ့စားရအကုန်ယူစားထားတာတိပါဘူးညာကဲချက်လိုက်တာဆိုတော့ကိုပိန်ညောင်းရှားလို့မလာသေးဘူးလားဒီကျွန်တော်နှုတ်ဆက်ချင်တော့ကျွန်တော်မိတ်ဆွေတွေကိုပြန်ခင်လေးမှာထွက်ပြေးခင်လေးမှာဟာမလာသေးဘူးလားဩမှကျွန်တော်ရဲ့ဖိုးနဘင်းလာဖိုးနဘင်းလာတွားတော့မယ်တတာဖိုးနမင်းကတော့မကြောက်ကျွန်တော်ရွှေပြပြစ်ချာဖိုးနမင်းလည်းမြင်သွားပြီမှာဩမှသူ့ရဲ့မိန်းမလည်းလာပြီကဲလူဆုံးတက်ဆုံပေါ့ကိုဖက်တီကိုဆောင်းလာမယ်ကိုဖက်တီကအောက်ကတတိလင်နေရတယ်နဲ့ကဲကိုဖက်တီလည်းမလာတော့ဘူးနဲ့ကိုဖက်တီကိုကျွန်တော်မှမပြန်ခင်ကသားတို့ကျွေးခဲ့မလို့မထွက်ပြေးခင်လေးနော်ကိုဖက်တီမလာတော့ဘူးလားကိုမိတ်ဆွေတို့မှလောက်မနာတဲ့ခေါ်နေရကိုဖက်တီရေကောင်းကြီးပုံမှာပြန်လာပါတော့ကိုဖက်တီရေဝမ်းလွန်းလာပြီတမလုံးခကြီးရောက်သွားပြန်မလာနိုင်တော့ကိုဖက်တီတက်မလာအောင်မကိုပိန်ညောင်နဲ့ဖွားပဲရှိရတယ်ကဲစိတ်မရှိတော့ဘူးဗျာထွက်ပြီးရော့အောင်ကဲထွက်သွားတယ်မကိုဖက်တီကပြန်ပြီးတက်ရှင်လာပြီလားရော့တယ်ကောင်းတယ်မင်းတို့ပတ်သားတို့ပဲစားမနေတယ်ရော့ငါကျင်ဆက်အစွမ်းအာမခန်းနဲ့ကိုပိန်ညောင်တော့ကိုဖက်တီကျင်ဆက်တဲ့တို့ပြီးတပ်ပလိုက်ပြီပေါ့နော်ကဲအားလုံးပဲဒီနေ့ဗီဒီယိုကတော့ပါပဲကျွန်တော်ဒီပောက်ကြိုက်လည်းပြောထားရပါတော့စတာပါကဲကျွန်တော်ဒီနေ့အတန်တကြိုးရှင်ကျွန်တော် fan လေးကကျွန်တော်အတန်လေးပြအောင်ပြောဆိုတော့ကျွန်တော်ပြောချင်ရပါအစီအပြေမလေးလည်းပြောခဲ့ကြပါအောင်ကဲနောက်နေ့ဗီဒီယိုမှာဆက်တွေ့မယ်နောက်နေ့ကျွန်တော်ဆော့ရှင်နဲ့ဂိမ်းရှိနဲ့ဆော့ခိုင်းပါတော့ကဲကျွန်တော်ကတော့သူတို့ခိုးခိုင်းတဲ့ပစ္စည်းသုံးခုခိုးနိုင်လို့ကျွန်တော်ထောင်းတန်းကျွန်တော်ကနေလွတ်သွားပြီကျွန်တော်ရဲ့ Telegram channel ကိုလည်း join ပေးပါတော့ join ချိန်ကျွန်တော်ရဲ့ bio မှာလည်း link ရှိတယ်လို့ဒီဗီဒီယိုအောက်မှာလည်းကျွန်တော်ချပေးထားပါမယ်ကဲအားလုံးပဲ bye bye နောက်ဗီဒီယိုမှာတွေ့ကြမယ်